အားလုံးပဲမင်္ဂလာပါသူရောက် fan shop နဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျ line ကောင်းတာလည်းတုံးကျင်တယ်ပေးရတဲ့ဈေးနဲ့လည်းတန်ပြီး fashion စုံတဲ့ကောင်လေးလိုချင်တယ်ဆိုရင်တော့ OLED brand ကထုတ်ထားတဲ့ MT80 ဆိုတဲ့အိတ်ဆောင်ဆက်လေးရှိပါတယ်ဆက်ရဲ့အနောက်ဘုံကိုခွာလိုက်မယ်ဆိုလို့ရှိရင်ပထမဆုံးတွေ့ရမှာစင်ကတ်ထည့်တဲ့နေရာနဲ့ SD ကတ်ထည့်တဲ့နေရာဆိုပြီးတော့နှစ်နေရာတွေ့ရပါတယ်စင်ကတ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာရှိတဲ့ကြိုက်တဲ့စင်ကတ်ထည့်လို့ရပြီးတော့ battery ကကြတော့ 3000 mAh ပါတာဖြစ်တဲ့အတွက်သူ့ battery နဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်တို့အနည်းဆုံး6နိုင်လောက်ထိခံပါတယ်အမြန်နှုန်းအနေနဲ့150 Mbps နဲ့လာပြီးတော့ device ကတော့10လုံးလောက်ထိချိန်သုံးလို့ရပါတယ် device 10လုံးဆိုတာက phone laptop TV CCTV အကုန်လုံးနဲ့ချိန်ပြီးတော့သုံးလို့ရတယ်ခင်ဗျ10လုံးထိအများဆုံးအသုံးပြုလို့ရပါတယ်အာတွင်းကျိုးအနေနဲ့ကလည်း type C နဲ့လာတာမို့လို့အာတွင်းလည်းမြန်တယ်အားစားလည်းတက်တာပါတယ်ခင်ဗျ display function ပါလာတဲ့အားတာချက်အနေနဲ့ကျွန်တော်တို့ထည့်ထားတဲ့စင်ကတ်ကတိုင်နဲ့တိုင်တက်တယ် line ကောင်းလားမကောင်းလားကြည့်လို့ရတဲ့အပြင်ဟောမှာbattery ဘယ်လောက်ကျန်လဲဖုန်းဘယ်နှလုံးလားကြည့်နေလဲအစားအသေးစိတ်ကြည့်လို့ရပါတယ်သူ့မှာပါတဲ့ cloud လေးတွေ slide လေးတွေကိုရွှေ့မယ်ဆိုလို့ရှိရင် user name တွေ password တွေပေါ်တဲ့အပြင်ဟောမှာ scan ဖတ်ပြီးတော့ password share ပြီးလည်းသုံးလို့ရပါတယ်ခင်ဗျအဲ့ဒီအပြင်ဟောမှာစက်ကလေးကအာမခံတဲ့နဲ့ပြရတာဖြစ်တဲ့အတွက်ရောင်ကြည်စိတ်ချစွာလာရောက်ဝယ်လို့ရပါတယ်နေကမှာယူမဲ့ customer များအနေဖြင့်ငွေကြိုလွှဲကြမလို့ပဲနဲ့ပစ္စည်းအောင်ဝယ်ချင်တယ်လည်းပို့ပေးပါတယ်ခင်ဗျ